ကျွန်တော်မိတ်ဆွေများအားလုံးကာယစိတ်ဓာတ်နှဖျားသောဒုက္ခနဲ့ပြည့်စုံပြီးဘေးမတိရန်မခကြံသမျှတွေအောင်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့နှုတ်ခွန်းဆက်တာကတော့ပြုပါတယ်ကျွန်တော်ဒီဗီဒီယိုဖိုင်လေးရဖို့အတွက်တော်တော်ကြိုးစားတယ်ကျွန်တော်တို့ဒီလိုမျိုးစကားပြောရတာတော်တော်လေးအခက်အခဲရှိရယ်နော်တော်တော်မလွယ်တဲ့ကိစ္စပဲအကျင့်လည်းမရှိတဲ့ခါကြတော့လေဒါဗီဒီယိုရိုက်နေရတယ်လည်းမတူရုပ်ရှင်ရိုက်နေရတယ်လည်းမတူဘူးပေါ့နော်ပရိသတ်မပါဘဲနဲ့ကျွန်တော်တို့ကတယောက်တည်းပြောရတဲ့အခါမှာအခက်အခဲရှိပါတယ်ဟုတ်ကဲ့ပါဟောပေါ့ကျွန်တော်ဒီနေ့ကတော့ကျွန်တော်အသက်ကတော့48နဲ့ပြည့်သွားပြီပေါ့နော်မွေးနေ့လေးပေါ့ဒီနေ့မွေးနေ့လေးမှာကျွန်တော်အမှတ်တရအနေနဲ့ကျွန်တော်ငယ်ငယ်တုန်းကဖတ်ခဲ့မှုတဲ့ဆရာတင်မောင်မြင့်ရေးတဲ့ငါတိမ်ငယ်ကိုဘယ်သူနေရာရွှေ့ထားလဲဆိုတဲ့စာအုပ်လေးကျွန်တော်ပြောပြချင်ပါတယ်ဗျာနော်ဒီစာအုပ်လေးကကျွန်တော်လက်ကင်ကျင့်သုံးတဲ့စာအုပ်လေးဆိုလည်းမမှားဘူးပေါ့နော်ကျွန်တော်ငယ်ငယ်တုန်းကဖတ်ခဲ့မှုတဲ့ဒီငါးတိမ်ငယ်ကိုဘယ်သူနေရာရွှေ့ထားလဲပေါ့နော်ငါးတိမ်ငယ်ကိုဘယ်သူနေရာရွှေ့ထားလဲဆိုစောက်လေးရေးခဲ့အဲမှာပါတဲ့ပုံမြင်လေးကတော့တကယ်ကိုတူတူလေးပါပဲအဲ့ဒီမှာပါတဲ့ဇက်ကောင်တွေကတော့ဟန်ရေဟောရေစနစ်ရစကာရီရေပေါ့ဟန်နဲ့ဟောကတော့လူပူလေး2ယောက်ပေါ့လူတစ်တစ်လေး2ယောက်ပေါ့သူတို့အရွယ်စားလေးရကြွက်ကလေးလောက်ပဲရှိတယ်ကြွက်ကလေးစနစ်နဲ့စကာရီကတော့ကြွက်ကလေးတွေပေါ့အဲ့တော့အဲ့မှာသူကဘာရေးထားလဲဆိုလူ2ယောက်နဲ့ကြွက်2ကောင်ရဲ့အတွေးခေါ်အယူဆပေါ့နော်သူတို့လုပ်တဲ့အလုပ်ကသူတို့ကဒိန်ငဲရှာတဲ့အလုပ်သူတို့ဘယ်မှာရှားတာဆိုဝင်ကဘာထဲမှာရှားတာအဲ့ဝင်ကဘာထဲမှာသူကဒိန်ငဲတွေရှိတယ်အဲ့ဒိန်ငဲတွေရှားအဲ့တော့သူတို့ကဒီစာထဲမှာဖွင့်နေထားတာတော့ဗျာသူတို့ကအာသာဖက်နက်လေးတွေအာသာဟွာပေါ့နော်ထွက်စုလေးပေါ့နော်အဲ့လိုအဲ့ဒါလေးတွေနဲ့သူတို့ကဒိန်ငဲရှာဖို့သူတို့လောက်ကြအဲ့ခါကျရင်ဟာအဲ့မှာရေးထားတာကြောင့်စာရေးသားလေးအရန်ကောင်းတယ်သူတို့ကဖက်နက်ကျိုးချီတာအစားပေါ့နော်ဒိန်ငဲရှာတဲ့နေရာမှာအဆင်ပြေအောင်ပေါ့နော်တေချာဖက်နက်ကျိုးကိုတေချာချီရတယ်ဘာညာပေါ့ဒါကတော့ဘာလဲဆိုတော့အလုပ်တစ်ခုလုပ်ဖို့အတွက်ကြိုတင်ပြင်ဆင်တဲ့အခါမှာအကောင်းဆုံးကြိုတင်ပြင်ဆင်တယ်ပေါ့နော်လိုအပ်တဲ့ဟာတွေနဲ့အကောင်းဆုံးပြင်ဆင်တယ်ဆိုတဲ့ဟာလေးကိုရေးပြလာတာပေါ့အဲ့မှာကွာခြားတာကဘာကွာခြားတာလဲဆိုတော့အဲ့ဒီမှာကြွက်ကလေးတွေနဲ့လူကလေးတွေကဘာကွာလဲဆိုတော့အတွေးခေါ်ပိုင်းတွေကွာတယ်အဲ့ဒီမှာသူကဇက်ကစဖြစ်တာပဲဒိန်ငဲဆိုဒိန်ငဲနန်းတော်ကြီးပေါ့ဒိန်ငဲတွေကိုသူတို့ကတွေ့ရင်စားလိုက်ဒီဝင်ကွာထဲမှာဒိန်ငဲတွေကရှိတယ်အဲ့မှာဒိန်ငဲလေးစားလိုက်ဒါပေမဲ့ तू ကဟိုပါပေါ့ဟိုတတ်စာမင်းရပေါ့နော်တနတ်စာဒိန်ငဲလေးသူတို့တွေ့ရပေါ့တွေ့ရစားလိုက်သူထပ်ပြီးတော့ရှာလိုက်ပေါ့အဲ့ချိန်မှာအမှတ်မထင်ပဲနဲ့သူတို့ကဒိန်ငဲနန်းတော်ကြီးတခုသွားတွေ့တဲ့အခါမှာ तू ကဒီဟိုဟန်နဲ့ဟောနေကအရန်မှန်တက်သွားတာဘဝင်မြင့်သွားဘဝင်လေးဟတ်သွားဟာဒိန်ငဲနန်းတော်ကြီးတွေ့တယ်ဒါငါတို့ရဲ့ဘဝပဲငါတို့ဒိန်ငဲနန်းတော်ကြီးဒီဒိန်ငဲနန်းတော်ကြီးကငါတို့ဘယ်တော့မှမကုန်ဆုံးနိုင်ဘူးအဲ့တော့သူကဟာအဲ့ဒီဒိန်ငဲနန်းတော်ကြီးနဲ့ပတ်သက်ပြီးတော့ဟန်နဲ့ဟောကကြောင့်ဂုံယူနေဝင်ကြွားနေအဲ့ဒီရနဲ့ပတ်သက်ပြီးတော့သူတာယာနေရပေါ့နော်အဲ့ဒီမှာကြွက်ကလေးတစ်ကောင်ကြတော့အဲ့လိုမျိုးအဲ့ဒိန်ငဲကိုသူကနန်းရှုံကြည့်တယ်တူလားမတူလားကောင်းလားမကောင်းလားမှုတ်တက်လားသူကနန်းရှုံကြည့်တယ်နောက်ကျတော့သူဒိန်ငဲတပြေးနဲ့ပြက်စီးလာတော့ဒိန်ငဲပြက်စီးလာတဲ့အခါကျတော့စနစ်နဲ့စကာရီကသူကဝတ်စုံတွေဝတ်ပြီးသူပြန်ဒိုးတော့မယ်ဟန်နဲ့ဟိုဟာမင်းတို့ဘာလုပ်ဖို့လဲဒီမှာဒိန်ငဲကြီးကစားမကုန်ရှိမဟုတ်ငါတို့ဒိန်ငဲအစ်စ်တွေထက်ရှာမယ်ဒီဒိန်ငဲကြီးကမကောင်းတော့ဘူးမင်းလက်ကမင်းတို့တွေကဘာဖြစ်တယ်ညာဖြစ်တယ်ဟောဒီအပြစ်တွေတင်ပြီးတော့သူကြံခဲ့တယ်စနစ်နဲ့စကာရီကတော့ထွက်သွားဒိန်ငဲအစ်စ်ဒီလိုက်ရှာပြီးတော့သူစားလိုက်သွားလိုက်နေပေါ့အဲ့နေရာမှာစနစ်နဲ့စကားကြီးကအဲ့နေရာမှာပျောက်သွားပြီဟန်နဲ့ဟောကတော့ဒီဒိန်ငဲကြီးနန်းတော်ကြီးမှာသူတို့နေအဲ့မှာသူတို့မျိုးစုံဟောပြဖြည်းဖြည်းနဲ့ဒိန်ငဲကပျက်စီးလာပြီးတော့ပျောက်ဆုံးတာပေါ့နော်ကုန်လာတော့ဖြည်းဖြည်းနဲ့ပျက်စီးလာဒါလောကဒန်အတိုင်းပေါ့မမြဲတဲ့သဘောတရားတိုင်းပျက်စီးလာတဲ့အခါကျတော့နောက်ဆုံးရအဲ့ဒိန်ငဲလုံးဝဟိုမှုတ်တက်ပြီးတော့လုံးဝအဲ့လိုဆိုတော့ပျက်စီးသွားတယ်ပေါ့ပျက်စီးသွားတော့ဟန်နဲ့ဟောကလုံးဝလက်မခံနိုင်ဘူးအဲ့မှာသူတို့ရေးလဲပေါက်ပွဲကြလူသားပြီပေါ့နော်အဲ့မှာဟိုပြစ်တင်ဒီပြစ်တင်ဒါဘာဖြစ်လို့လဲဘာကြောင့်လဲလားပေါင်းများသွားတယ်အတွေးပေါင်းများသွားတယ်ပေါ့နော်ကျွန်တော်လူသားပြီအဲ့မှာဆိုဒုက္ခတွေရအောင်ပဲဒိန်ငဲအစ်စ်တွေလည်းထပ်မရှာအောင်ဒီဒိန်ငဲအဟောင်းယူလည်းမစွန့်လို့ပဲနဲ့နေနောက်ဆုံးကြတော့သူတို့ဘလို့မှဒီဒိန်ငဲသားမှာ
ဟိုဖြစ်ဖို့နေဖို့မသိတော့ဒီတိမ်ငယ်ကြီးကိုစွန့်ခွာမှရတော့မယ်လို့သိတဲ့အချိန်ကျမှသူတို့ကစိတ်မပါလက်မပါနဲ့သူတို့ကအဲ့ဟွာလေးသူတို့ဝစ်စုံလေးပြန်ဝစ်ပြီးစိတ်တက်ကြပြီးသူတို့ကဝင်ကွာလေးကိုရှောက်လာပြီးဟိုတကားဟိုတစားဒီစားတွေ့တဲ့တိမ်ငယ်ကြီးကောက်စားပေါ့လေအဲ့ဒါနဲ့ရှောင်းနေအဲ့မှာသူတို့ဘုံဆိုသူတို့အမှတ်မတင်သွားတွေ့တော့တိမ်ငယ်နှမ်းတော်ကြီးကိုသွားတွေ့တဲ့အခါကျတော့ဟာအဲ့မှာသူတို့ခီးဥကျုပြုတ်နေရကြွက်ကလေးနှစ်ကောင်သူတို့ကအဲ့မှာဘိုက်ကလေးတွေရွှဲလို့ပေါ့ဗျာပြောရတော့တသွေးသမွေးနဲ့ကြွက်ကလေးနှစ်ကောင်လှပနေတော့အဲ့ဒါသူမိတ်ဆွေဟောင်းနေဟန်နဲ့ဟောပြန်တွေ့တော့ဝမ်းသာအားရနဲ့ကြိုးဆိုပြီးနေရာတွေထိုင်ခင်းတွေမှာပြီးပြီးတော့စားပါတောက်ပါဆိုအဲ့ခံတယ်ပြောရလို့ရှိရင်တော့ဟန်နဲ့ဟောကတော့အဲ့ဒီအပိုင်းမှာပေါ့သူတို့နောင်နာရလားမရလားတော့အဲ့လိုမျိုးတော့မရှိဘူးပေါ့နော်ဒါနဲ့ကျွန်တော်တို့လူသားတွေထပ်ပြီးတွေးရမယ်ဟာပေါ့ကျွန်တော်တို့လူတွေကအဲ့မှာလူနဲ့ကြွက်နဲ့ကွာချတာကြွက်ကလေးနှစ်ကောင်ရဲ့အတွေးခေါ်သူတို့ကဒီဒိန်ငယ်ကိုသူတို့ကစားကြရှိတာစားမယ်ပြီးသူတို့ကဒိန်ငယ်ကောင်းလားမကောင်းလားသူတို့ကစမ်းစစ်မယ်မကောင်းသူထားခဲ့ပြီးသူနောက်တဲ့ဒိန်ငယ်အသက်ကိုရှာမယ်လူတွေကအဲ့လိုမဟုတ်လူကအဲ့ဒီဒိန်ငယ်ကြီးကိုမပြတ်စီးအောင်လုပ်ချင်တယ်အမြဲတမ်းတည်နေအောင်လုပ်ချင်တယ်အဲ့လိုမျိုးပေါ့နော်ပြီးတော့အရန်တွေးတယ်အတွေးတွေတအားလွန်တယ်လူတဘာဝအဲ့ဒီမှာသွားတွေးရကြွက်ကလေးနှစ်ကောင်နဲ့ကွာချတာအဲ့ဒါပေါ့အဲ့တော့ဘာဖြစ်လဲဆိုတော့အဲ့ဒီဒိန်ငယ်ဥပမာဘာနဲ့ဘာသွားရလဲဆိုကျွန်တော်တို့အပြင်လူလောကမှာလှုပ်ရှားနေရတယ်အဲ့လိုပဲကျွန်တော်တို့ကဒိန်ငယ်အဟောင်းတွေအတိုးတွေပေါ့နော်ဒိန်ငယ်ပြက်စီးရတယ်ကျွန်တော်တို့လက်မခံအောင်အဲ့လိုပြက်စီးတိုင်းကျွန်တော်ဒေါသထွက်တယ်အဲ့ဒါကျွန်တော်မှားနေရကျွန်တော်ဆိုလို့ရှိရင်တက်စီမောင်းတယ်ကျွန်တော်တက်စီမောင်းတယ်တက်စီမောင်းတဲ့အခါကျတော့ကျွန်တော်တို့အကြောင်းပြချက်တွေမျိုးပေါ့နေပူလို့မိုးရွာလို့ဟုတ်လားကြိုက်လို့မကြိုက်လို့ဒါဈေးကကြိုက်လို့မကြိုက်လို့ပေါ့ကျွန်တော်တို့အဲ့လိုအများကြီးပေါ့ကျွန်တော်တို့လူတွေမှာအကြောင်းပြချက်ဘောင်းစုံနဲ့ကျွန်တော်တို့ဒုက္ခတော့တွေကမထွက်နိုင်ဘယ်ထွက်မလဲဒုက္ခကျွန်တော်လွတ်မြောက်အောင်လုပ်တာမဟုတ်လားကျွန်တော်တို့ဟန်နဲ့ဟောလို့ပဲဟိုလူပြစ်တင်ဒီလူပြစ်တင်ဟိုအကြောင်းပြဒီအကြောင်းပြလဲကျွန်တော်တို့ဘယ်လို့မှအဆင်မပြေဘူးအခုနောက်ပိုင်းကျကျွန်တော်လည်းပြန်ပြီးတော့ငယ်တော့ဖတ်ခဲ့တဲ့စာအုပ်လေးပေါ့ဟူးမိုင်ချီတွေကျွန်တော်ပြန်သတိထားပြီးတော့ငါဟန်နဲ့ဟောလို့လုံးလုံးဖြစ်ဘူးစနစ်နဲ့စကာရီကြွက်ကလေးနှစ်ကောင်လုံးငါလောက်အောင်မယ်အဲ့တော့ငါလုံးဆရာရှိရဲ့လုံးငါလုံးမယ်ဟုတ်လားဟိုကြိုက်တာတွေမကြိုက်တာတွေအဆင်ပြေတာတွေမပြေတာတွေပေါ့နော်အဲ့ကျွန်တော်မစင်းစားတော့မစင်းစားဘဲနဲ့ကျွန်တော်ဘီကုံဘီထည့်မယ်စီကုံစီထည့်မယ်ကျွန်တော်အင်တာနက်နဲ့ကျွန်တော်အင်တာနက်ဘေကုံလို့ရှိရင်ဘေးထည့်မယ်စီကုံစီထည့်မယ်အော်ဒါကောက်မယ်ဆိုပြီးကျွန်တော်ရှာအဲ့တော့မှကျွန်တော်နည်းနည်းလေးအဆင်ပြေလာတယ်ဗျာဒါကြောင့်မို့ကျွန်တော်မွေးနေ့ဒီမှာကျွန်တော်အမှတ်တရအနေနဲ့ဒီငါးနိုင်ငံကိုဘယ်သူနေရာရွှေ့ထားလဲဆိုတော့စာအုပ်လေးအကြောင်းကျွန်တော်ပြောပြတာပေါ့နော်ကျွန်တော်ဘက်ကတော့မပြည့်စုံမှုရှိနိုင်တယ်ပေါ့အဲ့တော့ကျွန်တော်မိတ်ဆွေအဲ့စာအုပ်လေးကတကယ်ပပလေးပါခဏလေးဖတ်ရတာပါငါးနိုင်ငံကိုဘယ်သူနေရာရွှေ့ထားလဲဆိုတော့ဆရာတင်မောင်းမြင့်ရေးတဲ့စာအုပ်လေးကိုဖတ်ပြီးတော့တကယ်လို့ဖတ်ဖို့အခွင့်အရေးရလဲဖတ်ပါဖတ်ဖို့အခွင့်အရေးမရရင်လည်းကြောက်ကလေးတွေကိုကျင့်သုံးကြပါလို့ကျွန်တော်တိုက်တွန်းရင်းနဲ့နှုတ်ဆက်ပါတယ်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဆေးကောင်းကြောင့်မကြော်ညာလိုပါလက်တွေလိမ့်ကြည့်ပါအပြောနဲ့မဟုတ်အလုံးနဲ့တက်သေးလိမ့်ကြတဲ့ပြည်သူများကလက်တွေပြောက်ကင်းတဲ့သူအများရဲ့စေတနာဝိုင်းမြောက်စားလို့သာ